CEI ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းမသိဘူး။ဥဟာကဘာဖြစ်နေလဲဆိုတော့လက်ရှိစိမ်းထားတဲ့ဟာတွေလည်းပြန်နေတဲ့ကောင်နီးကျွန်တော်တို့ကဟို IN ရဲ့1စိမ်းတယ်2ကစိမ်းတယ်တစ်ခုခုကစိမ်းပြီးတစ်ခုကနီးနေတဲ့အနေထားမှာ register ပြန်နေနေဆိုရင်လည်းကျွန်တော်တို့ဒီ website မှာ error တက်နေဆိုတော့ပြီးတော့အခုတော်တော်များများဒီရပိုင်းတွေတောက်လျှောက်ဖြစ်နေဗျာဒီ9လပိုင်းစပြီးတော့ပိတ်တာတွေဖြစ်နေပိတ်တာပေါ့တော်တော်များများပိတ်တယ်ဆိုတော့သူကအဲ့လိုမျိုး eSIM ကပိတ်တာ eSIM ကပိတ်တာများတယ် eSIM IN ရဲ့2နဲ့ပတ်သက်ပြီးတော့ IN 2က unpaid ဖြစ်နေတာအဲ့ဒါတွေကိုဖြစ်လို့ရှိရင်သူကတခါတည်းနဲ့ကလုံးမတတ်တော့အဲ့လိုကြာရင်ကျွန်တော်တို့က eSIM ကို off လုပ်လိုက်တာတို့ဘာလို့လုပ်လိုက်ရင်တော့ကျွန်တော် physical SIM ကပြန်တက်လာဒါမျိုးတွေဖြစ်တယ် iPhone မှာဆိုတော့ Samsung တွေလည်းဖြစ်နေဒီရပိုင်းတောက်လျှောက်ကျွန်တော်ကြည့်နေ Samsung ဖုန်းတွေဆိုလည်းတော်တော်များများဖြစ်နေ Samsung ဖုန်းတွေကြတော့လည်းအဲ့လိုပဲတကက်စိမ်းပြီးတကက်หนีအောင်မှာအဲ့လိုမျိုး physical နကတ်ထည့်ထားရတယ်ဆိုရင်မှထားတော့ကျွန်တော်တို့ SIM 1မှာหนีနေတယ်ဆိုရင်ကျွန်တော် SIM 2ကိုပဲထည့်ပြီး SIM 1ကိုထုတ်လိုက်တာတို့ပါတော့အဲ့လိုမျိုးထည့်လိုက်လို့ရှိရင်တော့တကက်ကပြန်တက်လာအဲ့လိုမှမဟုတ်ဘဲနဲ့SIM 1ကหนีနေတယ် SIM 2ကစိမ်းနေတယ်ဆိုရင် SIM 1ကိုကျွန်တော်တို့ off လုပ်လိုက်ပိတ်လိုက်တယ် cellular data ဒီ mobile data network setting ထဲမှာတော့ပိတ်လိုက်ရင်တော့တကက်ကပြန်တက်သွားအဲ့လိုမျိုးဖြစ်နေအောင်ဖြစ်တဲ့အဓိကဘာလဲဆိုတော့အခုကျွန်တော်တို့ကတကက်စိမ်းလို့တကက်หนีလို့ register ပြန်တင်တော့လည်းတင်လို့မရအောင်ဖြစ်နေတာက error ပြရတယ်မို့ဒီ CN website မှာဆိုတော့ကျွန်တော်တို့ဘာဆက်လို့မှမသိဘူးဟိုဒီ ID နဲ့ပတ်သက်ပြီးတော့ဘာဆက်ဖြစ်မလဲဘယ်လိုဖြစ်မလဲတော့မပြောတတ်ဘူးဒီကြတာတစ်ခုကတော့ကျွန်တော်တို့ဒီလက်ရှိအခုဖြစ်နေတဲ့ဒီဖုန်းတွေရဲ့အခွန်နှုံးထားနဲ့ပတ်သက်ပြီးတော့လည်းဈေးတွေထပ်တက်ဖို့ရှိနေဆိုတော့ဘာဆက်ဖြစ်မလဲမသိဘူး